ကြီးတွေပဲဒါကတော့အောက်အဲ့တော့သူ့ version နဲ့သူသွားလိုက်မယ်ပေါ့နော်အရင်ဆုံးက silent winter အရင်ထွက်တာပေါ့နော်ပြီးတော့မှဒီဟာထွက်တာ spring ထွက်တာပြီးတော့မှ play loud ထွက်တာပေါ့နော်ဆိုတော့ okay let's see come on အနေနဲ့ပါတီထဲမှာဒီလို3ယောက်ပါတယ်ပေါ့နော်အလိုချင်ဆုံးကတော့မှန်တိုင်းပြောရရင်အနီရောင်ရှိတယ်ဒီထဲအနီရောင်မဟုတ်ဒီမှာဒီအမဲနဲ့အနီနဲ့ဟာလေးဒီအညိုလေးရယ်ဟာနာမီးပြတ်သွားလို့ပေါ့နော်အဲ့တော့ဒီထဲမှာကဒီကောင်လေးရယ်ပန်းရောင်ရယ်ဒီအညိုလေးရယ်ကိုအကြိုက်ဆုံးပါတယ်ဆိုတော့ this boxingတကယ်ပါစစလေးကြီးပဲသူ့ရဲ့ဒါနေရွက်ကလေးအဲဒီမှာဒီဟာကတော့ဘာရအကုန်လိုချင်တယ်ဒါပေမဲ့အလိုချင်ဆုံးကတော့ဒီဟာလေးရယ်ဒါလေးရယ်တမင်လေးရယ်ပေါ့နော်ဒီ3ခုအလိုချင်ဆုံးပဲအညိုရောင်ကြိုက်တော့လေပန်းရောင်လည်းမကြိုက်ဘူးဟိုဒီညိုရောင်လေးဆိုလည်းနော်အမီးလေးပါမဒီတမင်လေးကိုလိုချင်တယ်ပြီးတော့ဒီအဖြူလေးရဲ့ပန်းရောင်လေး okay let's unboxing ဟိုဒီကမြင်နေရပြီအနောက်မှာမှန်ရှိတော့မြင်နေရပြီစစရလေးအားလေးအုတ်ထုတ်ကလေးနဲ့ဖောက်ရမှာ Angels Crossing Spring ပေါ့နော်ဒီကCrossing Spring တော့ရန်ကုန်မှာလေးအရင်ရှာရခက်တယ်အင်းကလေးဆက်ဒီအင်းစီကအဲ့ဒီဘနာနာပေါက်လေးလည်းမပေါက်ပေါက်လေးပါလည်းကောင်းဒီလိုလေးထည့်ချိတ်လို့ရရင်ကောင်းမယ်မဟုတ်ဆိုရင်ဒီလိုပဲချိတ်ထားလို့ရမှာဒီမှာပေါက်မပါတော့လေ okay ဆိုတော့ဒီလုံးဝအင်းရဲ့နောက်ဆုံးထွက်ထားတဲ့ play loud ပေါ့နော်ဒါ latest version ဒီမှာကလေအကြိုက်ဆုံးကတော့ဒီအညိုပြီးရင်ဒီကောင်ဒါပါလေခဲရောင်လေးသူကလေလုံးဝဒီလိုပုံစံလေး fluffy ကွာလုံးဝအရင်ချစ်ဖို့ကောင်းတယ်အဲ့လေးလည်းလိုချင်တယ်ပြီးတော့အညိုလေးကကြောက်လေ leather hat လေးနဲ့ဒီဟာလေးက leather အုတ်ထုတ်ကလေးနဲ့ဆိုတော့ accessory ပုံများရပေါ့နော်ဆိုတော့ဒီလိုချင်တယ်ဒါလေးရဒီခဲလေးရလိုချင်တယ် let's unbox ဒီမှာတော့ဟာပေါ့နော်ဒီဒီဘာပေါ့မလဲဟဲ့အဲ့ကလေးရလဲဆက်ဆက်ရလဲအဲ့ကလေးကိုလည်းကြည့်အောင်အမွေးလေးနဲ့တော့အမွေးလေးနဲ့ဆိုခဲအောင်လေးရမယ်တူလေးပြားလာတူကလေးကပြားလာတယ်တူလေးလာမှာဒီလိုလေးပေါ့ဒီမှာလေတော့ဟာလေးကိုပြန်လောက်ရမယ်တော့နည်းနည်း
ခေါ်ယူကျိုးလာဆိုတော့ဒါလေးကိုဆန့်ပြီးတော့ဒီစရာလေးတော့ accessory အမှ chain ရိုးလေးနဲ့